သူများတွေကြောင့်ကိုယ်စိတ်တွေဆင်းရဲနေသလားသူများတွေကိုပြောင်းလဲပစ်ဖို့မကြိုးစားချင်ပါနဲ့သူများတွေအပေါ်မှာထားတဲ့ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေကိုပဲပြောင်းလဲပြစ်နိုင်အောင်ကြိုးစားပါလို့ပြောချင်တယ်ဓာမီရောင်နဲ့ကိုမျက်နှာတဲတဲ့ကိုလာထိုးတဲ့အခါသူ့လက်ထဲကဓာမီကိုလူမနေပါနဲ့ကိုမျက်နှာကိုပဲတစ်ဖက်ကိုလှည့်ပစ်လိုက်ပါကိုဝန်းကျင်ကိုကောင်းစေခြင်းနဲ့စိတ်နဲ့နားမလဲတာတွေကိုနားလည်လာအောင်ပြောပြလို့မရတဲ့အခါကိုယ်စိတ်တွေမဆင်းရဲပါစေနဲ့သူတို့အပေါ်မှာထားနေတဲ့ကောင်းစေခြင်းနဲ့ကိုယ်စိတ်တွေကိုပဲလျှော့ချပစ်လိုက်ပါကိုမလို့မကြွနိုင်တဲ့တစ်တုံးကြီးကိုအတင်းမနေပါနဲ့မနိုင်မယ်လို့ထင်ရတဲ့တစ်တုံးကိုပဲမမြောက်ထားလိုက်ပါကိုယ့်အပေါ်အကောင်းမမြင်လာတဲ့သူတွေကိုဇွတ်အတင်းကြီးအကောင်းမြင်လာအောင်ကြိုးစားခြင်းပြီးတော့မနေပါနဲ့ပင်ပန်းပါတယ်သူ့စီကကိုမျော်လင့်နေတဲ့အကောင်းမြင်ခံကျင်တဲ့စိတ်ကိုပဲလျှော့ချပစ်လိုက်ပါကိုတောက်ချင်နေတဲ့ရေခဲရေအေးအေးလေးကိုမရနိုင်တဲ့နေရာမှာတန်းတာပြီးစိတ်ဆင်းရဲခံမနေပါနဲ့ရှိနေတဲ့ရိုးရိုးရေလေးကိုပဲတောက်ပြီးတော့စိတ်ချမ်းသာအောင်နေလိုက်ပါတားလို့ရမှာမဟုတ်တဲ့ကိုအနာမနေခြင်းလို့ထွက်ခွာသွားကြတော့မဲ့သူတွေကိုဇိုအတင်းကြီးမသွားကြဘူးတားမနေပါနဲ့စိတ်ဆင်းရဲစိတ်ပင်ပန်းတာတွေဖြစ်နေပါလိမ့်မယ်အဲ့ဒါလို့တားနေမဲ့အစားသူတို့မရှိလဲနေနိုင်အောင်သာကြိုးစားနေစမ်းပါကိုနဲ့မကိုက်တဲ့ဖနက်တဲကျိုးပြတ်တဲ့အထိစီးမနေပါနဲ့နော်ကိုနဲ့ကိုက်တဲ့ဖနက်တရားတော့ရှိမှာပါလို့မြင်ပေးစမ်းပါကိုဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါကိုမဖြစ်ချင်တာတွေဖြစ်လာတဲ့အခါစိတ်တွေသိပြီးတော့ပူလောင်ပြားများမနေပါနဲ့ဖြစ်လာတဲ့အရာပေါ်မှာပဲအကောင်းဆုံးဖြစ်အောင်ပြန်လဲတည်ဆောက်ပါလမ်းလျှောက်ရင်ခြေခောက်ပြီးတော့လဲကြတဲ့အခါတက်ခောက်ပြီးတော့စိတ်တွေနားနေမယ်အစားဒုတ်ထောက်ပြီးတော့ဆက်လျှောက်ဖို့ပဲစိတ်ကူးပါလို့ပြောချင်တယ်စိတ်ချမ်းသာခြင်းနဲ့ဆိုရင်ဘသူကိုပဲပေးပေးဘာတွေကိုပဲပေးချင်တာရှိရင်ပေးလိုက်ပါသို့တော့မျော်လင့်ချက်တော့မထားပါနဲ့ပေးတဲ့ပေးလိုက်လို့ပေးလိုက်တာဆိုတဲ့စိတ်ထားဖြစ်ပါစေစိတ်မဆင်းရဲခြင်းဘူးဆိုရင်ချစ်စရာကောင်းတဲ့အရာတွေကိုချစ်ပါဘသူချစ်ဘယ်အရာချစ်ပေါ့သို့တော်လဲပြန်ပြီးတော့အချစ်ခံခြင်းနဲ့စိတ်နဲ့တော့မချစ်မိပါစေနဲ့ချစ်တင်လို့ချစ်တာဆိုတဲ့စိတ်ကိုပဲထားလိုက်ပါဘဝမှာတကယ်ကိုလွတ်လပ်ပျော်ရွှင်ခြင်းနဲ့စိတ်ချမ်းသာမှုအစစ်ကိုရခြင်းနဲ့ဆိုရင်ဘယ်အရာပေါ်မှာပဲဖြစ်ဖြစ်ပြန်ရရင်လိုချင်တဲ့မျှော်လင့်ချက်ထားတဲ့စိတ်ကိုယ်နာမည်ကြော်ကြားထင်ပေါ်ခြင်းနဲ့စိတ်ကိုယ့်ကိုအယိုးအသေးအလေးစားအပြုခံခြင်းနဲ့စိတ်အဲ့ဒါလိုစိတ်တွေဒါမထားပဲဘဝမှာရိုးရိုးသားသားလေးစိတ်ထားနေမယ်ဆိုရင်တကယ်ကိုဘဝဟာပျော်ရွှင်ရမှာဆိုတာသိမြင်ထားပါအဲ့ဒီအရာတွေပေါ်မှာများမျှော်လင့်ချက်တွေရှိနေရင်ထားနေရင်များကြီးစိတ်ဆင်းရဲရမယ်ဆိုတာသိမြင်ထားပါအဲ့ဒီအရာတွေပေါ်မှာနည်းနည်းလေးမျှော်လင့်ချက်ထားမိရင်လေနည်းနည်းလေးစိတ်ဆင်းရဲရမယ်ဆိုတာသိမြင်လက်ခံထားလိုက်ပါအဲ့ဒီအရာတွေပေါ်မှာလုံးဝမျှော်လင့်တဲ့စိတ်ထားတွေရှိမနေဘူးဆိုရင်စိတ်ဆင်းရဲစိတ်ပူလောင်စရာတွေလည်းရှိမှာမဟုတ်ဘူးဆိုတာပြောကြရင်းနဲ့ဏီကုန်းချုပ်လိုက်ချင်ပါတယ်အားလုံးကိုယ်စိတ်ကိုကိုယ်ပြန်မြင်ပြီးတော့ကိုယ်စိတ်ကိုကိုယ်ပြန်ပြင်နိုင်တဲ့သူများဖြစ်ကြပါစေ